ကဲညီကိုရအောင်ပဲမင်္ဂလာပါဗျကျွန်တော်ဒီ SB Sport YouTube channel နဲ့ကျွန်တော်ဒီ TikTok channel တွေကနေညီကိုရအောင်ကိုပြန်လည်ပြီးတော့ကြိုးစားလိုက်ပါ brother တို့ဒီကနေ့မှာတော့ကျွန်တော်တို့ဒီ EPL ရဲ့ကျွန်တော်လက်ချက်၄ပွဲရှိမယ်ကျွန်တော်တို့ဒီည2နာရီနဲ့ကျွန်တော်တို့ဒီ2နာရီ45မှာဆော့မယ်ကျွန်တော် EPL ၄ပွဲရှိမယ်ကျွန်တော်တို့ Italy ဖလားပွဲတစ်ပွဲရှိမယ်ကျွန်တော်စပိန်ကတစ်ပွဲရှိမယ်ကျွန်တော်ဒီ EPL တွေကမှကျွန်တော်အကြိုက်ဆုံးကျွန်တော်2ပွဲလောက်ကိုပဲကျွန်တော်ရွေးချယ်ပြီးကျွန်တော်အကောင်းဆုံးအနေနဲ့ကျွန်တော်သုံးသပ်ပေးပါမယ်ဒီမနေ့ကပွဲစဉ်တွေကတော့အဆင်မပြေခဲ့ဘူး brother ကျွန်တော်ဒီ Fiorentina ဟိုဂိုးပေါ်တစ်ပွဲလောက်ပဲကျွန်တော်အဆင်ပြေခဲ့မယ်ဒီကျန်တဲ့ပွဲစဉ်တွေကတော့တိတ်ပြီးတော့အဆင်မပြေခဲ့ဘူးဟုတ်ပြီကျွန်တော်ဒီကနေ့မှာတော့ကျွန်တော်အကောင်းဆုံးအနေနဲ့ကျွန်တော်ရွေးချယ်ပေးမယ်ဒီပွဲရှိတဲ့ပွဲတွေမှာကျွန်တော်မောက်ကတ်နဲ့ကျွန်တော်တပွဲကောင်းအနေနဲ့ကျွန်တော်တေချာလေးကျွန်တော်ဒီကျွန်တော်ရဲ့ Telegram channel မှာကျွန်တော်တင်ပေးပါမယ်ဒီကိုလိုစေဝင်စားကျွန်တော် channel လေးကိုလာရောက် join ပေးဖို့ကျွန်တော်ဖိတ်ခေါ်ချင်ပါတယ်ပြီးတော့ကျွန်တော်ဒီ comment မှာလည်းကျွန်တော် link လေးချပေးထားပါတယ်တကယ်လို့ဒီ link လေးကမှမရဘူးဆိုရင်ကျွန်တော် user name လေးကျွန်တော်ရေးပေးထားပါမယ်အဲ့ဒါကိုညီကိုတို့ဒီ Telegram မှာ share ပြီးတော့ဝင်ကြည့်လို့ရပါတယ်ဟုတ်ပြီ brother ကျွန်တော်စလိုက်ရအောင်ပထမဆုံးပွဲစဉ်အနေနဲ့ကျွန်တော်ဝူဘာဟန်ဒန်နဲ့ကျွန်တော်လီဗာပူးပွဲစဉ်ကိုကျွန်တော်ရွေးချယ်ထားတယ်ကျွန်တော်တို့ဒီမြန်မာစံတော်ချိန်2နာရီ45မှာကစားမယ်ကျွန်တော်တို့အခုလက်ရှိဒီပေးထားတဲ့ဈေးကွက်ဈေးတန်းအရာတစ်ချက်ကြည့်ကြည့်မယ်ကျွန်တော်တို့မနက်ခင်းဒီစသည်ဈေးတန်းမှာကျွန်တော်တို့1.50ဆိုပြီးလီဗာပူးကဘော်ဒီဈေးတန်းကိုပေးထားတယ်ဘိုးပေါင်းဈေးက 3D သုံးလုံးတက်ရည်ဆိုပြီးကျွန်တော်ဈေးတန်းတစ်ရက်ကိုပေးထားတယ်လက်ရှိဒီအခုကျွန်တော်ဗီဒီယိုမြိုက်ခင်ညနေခင်းဒီဈေးကွက်မှာလည်းကျွန်တော်ဒီဈေးတန်းကိုပဲကျွန်တော်တို့ပေးထားတယ်ဟုတ်ပြီတစ်ချက်ကျွန်တော်ဒီပေးထားတဲ့ဈေးတန်းအရာကြည့်ရမယ်ဆိုရင်တော့ကျွန်တော်ရဲ့ယူဆမှုအရာကျွန်တော်ရဲ့ထင်မြင်မှုအရာမှာဆိုရင်ဒီဈေးတန်းကကျွန်တော်ကြီးပြင်းတယ်လို့ယူဆမိတယ်ဘာလို့လဲဆိုတော့အာဆင်နယ်လိုအသင်းကတော့မှဒီဝူဘာဟန်ဒန်ကိုကျွန်တော်တို့အိမ်ကွင်းဝူဘာဟန်ဒန်အိမ်ကွင်းမှာကစားတော့ကဒီအာဆင်နယ်ပေးထားတဲ့ဒီဈေးတန်းကကျွန်တော်တလုံးကိုမှဒီ 1.20 လောက်ပဲကျွန်တော်တို့ပေးခဲ့တယ်ဒီအခုပေးထားတဲ့ဒီပါဘူးပေးထားတဲ့ဈေးတန်းကြီးကတော်တော်ကြီးကိုဒီပြင်းရှာတယ်လို့တော့ကျွန်တော်ယူဆမိတယ်ဟုတ်ပြီတစ်ချက်ကျွန်တော်ဝူဘာဟန်ဒန်ဆိုတော့ကျွန်တော်အရင်ဒီဗီဒီယိုထဲမှာပြောခဲ့ဘူးလို့ပဲအခုလက်ရှိမှဒီတန်းစင်းစုံကနေပြီးတော့ရုံးကန်ဖို့ကလည်းမဖြစ်နိုင်တော့ဘူးအခုလက်ရှိမှာဒီကစားသမားတွေကလည်းဒီတေချာလေးတော့ဒီဟိုအကောင်းဆုံးတော့ခြေသွမ်းတွေပြပြီးတော့မှဘယ်အသင်းကြီးကပဲခေါ်မလဲဆိုပြီးကျွန်တော်တို့အခုရုံးကန်ပြီးတော့ကျွန်တော်ဒီခြေသွမ်းကောင်းတွေကိုပြသနေရတဲ့အချိန်တစ်ဖက်လီဗာပူးကိုကြည့်ရမယ်ဆိုတော့လီဗာပူးကအခုလက်ရှိအဆင့်5မှာရှိတယ်ကျွန်တော်ချက်စီးနဲ့က3မှတ်ပဲကွာတယ်ဒီပွဲမှာကျွန်တော်အထင်တော့အမှားလို့မရဘူးလို့ကျွန်တော်ယူဆမိတယ်ကျွန်တော်တို့ဒီလီဗာပူးနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်တော်တော်များများကိုကြည့်ရမယ်ဆိုရင်လီဗာပူးအခုလက်ရှိမှာဒီနောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်ဝမ်ဟန်နဲ့ပွဲစဉ်မှာဆိုရင်တော်တော်လေးဒီကောင်းခဲ့တယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့ဒီ 5-2 ဆိုတဲ့ရလဒ်နဲ့သူကိုပြတ်တွေနိုင်ခဲ့တယ်ကျွန်တော်တို့ဒီကျွန်တော်မှတ်ရတစ်ခုလို့ရှိတယ်သူ Man City နဲ့ဒီရှုံးခဲ့ပြီးတဲ့နောက်ပိုင်း Man City ကိုအင်ကွင်းကနေပြီးတော့ဒီ 1-2 ဆိုတဲ့သူရှုံးခဲ့ပြီးနောက်ပိုင်းမှာသူ့အနေနဲ့ဒီတောက်လျှောက်နိုင်ပွဲတွေရနေတယ်ဘာလို့ကျွန်တော်တို့ဒီ Brentford ဆိုကျွန်တော်တို့ဒီ Sunderland ကိုအဝေးကွင်းကနေပဲ 0-1 ပြီးတော့ကျွန်တော်တို့ဒီ Brighton ကိုမှအဝေးအင်ကွင်းကနေပြီးတော့ 3-0 ပြီးတော့ Nottingham Forest ကိုမှကျွန်တော်အဝေးကွင်းကနေပြီးတော့ 1-0 ဆိုတဲ့ရလဒ်နဲ့သူ3ပွဲကျွန်တော် clean sheet ရထားတယ်ဒီနောက်ဆုံးပွဲစဉ်မှာ100နဲ့ပွဲစဉ်မှာဆိုရင်ဒီ 5-2 ဆိုတဲ့ရလဒ်နဲ့သူနိုင်ခဲ့တယ် brother လို့အဲ့တစ်ချက်ကြည့်ရမယ်ဆိုရင်တော့ဒီလီဗာပူးကျွန်တော်ဒီ Brighton နဲ့ဒီ100လောက်ကိုပဲဒီဂိုးပြတ်ကြီးသူနိုင်ခဲ့ပြီမဲ့လည်းသူခန်းစစ်တကြောကလည်းဒီတကိုး2ကိုးလောက်ကတော့ပြန်ပေးနေရတဲ့အတိုင်းအတာလေးပဲရှိတယ်ဒါပေမဲ့လက်ရှိဒီအဝေးကွင်းဒီစွမ်းဆောင်ရည်အရာကျွန်တော်တို့ဒီလီဗာပူးကိုကြည့်ရရင်တော့လီဗာပူးအဝေးကွင်းဒီစွမ်းဆောင်ရည်အားကကျွန်တော်14ပွဲကစားရတယ်6ပွဲနိုင်တယ်ဒီ3ပွဲတည်ရည်နဲ့ကျွန်တော်5ပွဲလောက်ထိရှုံးလာတယ်ရာကို22ပွဲရှိလို့ကျွန်တော်ပြန်ပေးဖို့ကဒီ22ပွဲလောက်ထိသူပြန်ပေးထားတယ်ဒီအဝေးကွင်းကနေရလာတဲ့အမှတ်ကတော့ကျွန်တော်22မှတ်လောက်ပဲရှိတယ် brother တို့ဒီလက်ရှိဒီလီဗာပူးရဲ့ဒီအဝေးကွင်းစွမ်းဆောင်ရည်အရာကြည့်ရမယ်ဆိုရင်တော့ဝူဘာဟန်ဒန်အနည်းဆုံးကျွန်တော်ကတော့တကူလောက်တော့ဒီရနိုင်မယ်လို့ကျွန်တော်ယူဆမိတယ်တကယ်လို့ဒီလီဗာပူးကပဲဒီအနည်းဆုံးပေးထားတဲ့ဈေးတန်းအရာဒီဂိုးပေါင်း3လုံးတက်ရည်အရာကတော့ညီကိုတို့ဂိုးပေါင်းဟိုမှာအပေါ်ဆော့ကျင်တော့မှတက်ရည်လောက်ထိဒီ2-1ဆိုရင်တပေါင်းနဲ့ပြီးခဲ့တော့မှဒီ2-1ပဲဖြစ်ကျွန်တော်1-2လောက်နဲ့ပဲဖြစ်ပြီးခဲ့တော့မှ3လုံးတက်ရည်ဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီတိတ်ပြီးတော့ဒီအရင်နှစ်မှုတိတ်မရှိဘူးလို့ကျွန်တော်ပြောယူလို့ရတယ်ဟုတ်ပြီတစ်ဖက်ကျွန်တော်တို့ဝူဘာဟန်ဒန်ကလည်းဒီတန်းစင်းစုံကနေပြီးအခုလက်ရှိမှာရုံးကန်တယ်ဒါပေမဲ့နောက်ဆုံးဒီမဖြစ်နိုင်တော့ဘူးလို့ပဲကျွန်တော်ပြောယူလို့ရတယ်ကျွန်တော်တို့နောက်ဆုံး9ပွဲမှာဆိုရင်ကျွန်တော်ဒီဝူဘာဟန်ဒန်ကစားထားတဲ့ဒီပွဲစဉ်ကဒီတပွဲလောက်ပဲသူရှုံးခဲ့တဲ့ပွဲစဉ်ရှိမယ်ကျွန်တော်အဲ့ပွဲကကျွန်တော် Crystal Palace နဲ့အဲ့ပွဲစဉ်မှာဆိုရင်လည်းသူ1-0နဲ့သူရှုံးခဲ့ပေမဲ့လည်းအဲ့ပွဲစဉ်မှာကျွန်တော်တို့ဒီ penalty လွှဲချက်မှုတွေလည်းရှိခဲ့တယ်ကျွန်တော်တယောက်အနေနဲ့ထုတ်ခံရတယ်ကံကောင်းလို့ Crystal Palace ကိုဒီတည်ရည်မကြခဲ့တာလို့ပြောလို့ရတယ်အဲကန်ဆိုးမှုလို့လည်းပြောလို့ရတယ်ဒါဆို penalty ကလည်းလွဲခဲ့တယ်ဒီတယောက်အနေနဲ့လည်းထုတ်ခဲ့တယ်လက်ရှိဒီ
ဒီဝူဘာဟန်တာရဲ့ဒီအိမ်ဝင်းဇယားအရာဒီနောက်ဆုံးပိုင်းပွဲစဉ်တွေမှာဆိုရင်ဝူဘာဟန်တာအိမ်ကွင်းမှာကျွန်တော်တို့ဒီနှစ်ပွဲလောက်ပဲသူနိုင်ပွဲတွေ့သေးတယ်ကျွန်တော်တို့အဝေးကွင်းတို့ sorry ကျွန်တော်တို့ဒီအိမ်ကွင်းဆွဲဆောင်ရင်အရာမှာဒီရောက်95ခုရှိတယ် brother ပြန်ပေးခုက30လက်ရှိမှာသူ minus ဒီ15ခုတော့ထိတော့ရော့နေတယ်ဒါပေမဲ့အခုလက်ရှိဒီလက်ရှိဒီလီဗာပူးခြေတန်းအရာဆိုရင်တော့မှဒီကိုပြတ်ဖို့ကခက်လိမ့်မယ်လို့ကျွန်တော်ယူဆမိတယ် brother တို့ဟိုတကယ်ဒီပွဲစဉ်ကိုတော့ကျွန်တော်လီဗာပူးဖို့တွေကိုတော့ကျွန်တော်နည်းနည်းလေးတော့ကြိုက်မိတယ်ဘာလို့လဲဆိုတော့ဒီပွဲစဉ်ပြီးသွားတဲ့အခါကျရင်လည်းဒီ FA Cup မှာကကျွန်တော် Wolverhampton နဲ့ပဲပြန်ပြီးတော့ကစားရမှာအဲ့တော့ကြောင့်ဒီ EPL ကိုတော့သူအာယုံကိုဆက်ပြီးတော့ကစားနိုင်မယ်လို့ကျွန်တော်ယူဆမိတယ် FA Cup မှာတော့အဲ့လိုကြီးသူကစားမယ်လို့တော့လီဗာပူးအနေနဲ့ကျွန်တော်မထင်ဘူးဘာလို့လဲဆိုတော့ပထမအကျော့လီဗာပူးကွင်းမှာလည်းကျွန်တော်တို့ဒီဘိုးပေါင်းစင်းတဲ့အရာလီဗာပူးအိမ်ကွင်းကနေပြီးတော့2+50 sorry ကျွန်တော်နှစ်ပေါင်း30ဆိုပြီးဈေးတန်းပေးထားတယ်ဘိုးပေါင်းစင်းကဒီ3.50ဆိုပြီးအဲ့ဈေးတန်းကိုပေးထားတယ်အဲ့ပွဲစဉ်မှာဆိုရင်ပထမအကျော့မှာတော့ကဒီ2-1ဆိုတဲ့ရလဒ်နဲ့ပဲသူပေးခဲ့တယ်ဒီ body ဈေးတန်းကိုဘိုးပေါင်းဈေးတန်းကိုအရာလည်းသူချခဲ့တယ်ဒီညပွဲစဉ်ကိုတော့ကျွန်တော်ကတော့ဒီဘိုးပေါင်းကိုပဲရွေးချယ်ရမှာဆိုတော့နည်းနည်းစဉ်းစားကြရှိတယ်ကျွန်တော်ကတော့အခုလက်ရှိဒီဈေးတန်းအရာဆိုရင်တော့ကျွန်တော်လီဗာပူး body ကိုပဲကျွန်တော်စွန့်စားပြီးကျွန်တော်ရွေးချယ်ကြည့်တယ်ပြီးတော့ကျွန်တော်အနည်းဆုံးဒီလီဗာပူး Z2 လောက်တော့ကျွန်တော်ပြတ်လိုက်မယ်လို့ကျွန်တော်ယူဆမိတဲ့အတွက်ကျွန်တော်ဘိုးပေါင်းအောက်ကိုလည်းကျွန်တော်ရွေးချယ်ကြည့်ချင်ပါတယ်ဒါပေမဲ့ဒီကိုတော့တစ်ချက်တတိထားကမှာကဒီဝူဘာဟန်တန်ကအသင်းကြီးတော်တော်များများနဲ့ဆိုရင်ဒုက္ခပေးနိုင်စွမ်းရှိတယ်သူရှုံးခဲ့တဲ့အသင်းဆိုလို့ကျွန်တော်ချက်စီးနဲ့ပဲသူရှုံးတယ်ပြီးတော့ကျွန်တော်အာဆင်နယ်လိုအသင်းကိုတော့မှသူတူးတူးဆိုတဲ့ရလနဲ့သူတည့်ရကစားရတဲ့အဲ့တစ်ချက်လေးတွေကိုတော့ဒီကိုတို့တတိပြုစီခြင်းနဲ့အခုလက်ရှိဒီလီဗာပူးကလည်းချက်စီးနဲ့ကလည်းအမှတ်ကဒီတိတ်မကွာတာဖြစ်တဲ့အတွက်ဒီအက်စတိုဗီလာနဲ့ကလည်းဒီ sorry brother ကျွန်တော်ဒီအက်စတိုဗီလာနဲ့ကလည်းလက်ရှိမှာ3မှတ်လောက်ပဲကွာတာဖြစ်တဲ့အတွက်ဒီပွဲနိုင်ရင်ကျွန်တော်တို့ဗီလာနဲ့ကဒီအမှတ်ချင်းနဲ့တူသွားနိုင်တယ်ကျွန်တော်တို့ဘိုးပေါင်းအရာကြည့်ရမယ်ဆိုတော့ဘိုးပေါင်းအရာလီဗာပူးကပိုတာတာဖြစ်တဲ့အတွက်ဒီပွဲစဉ်ကိုလီဗာပူးကိုပြတ်နဲ့နိုင်နိုင်မယ်လို့ကျွန်တော်ယူဆမိပါတယ်အနည်းဆုံးဒီ2-0တပေါက်တော့ကျွန်တော်တွားနိုင်မယ်တကယ်လို့ဒီဝူဘာဟန်တန်ကျွန်တော်တစ်လုံးလောက်ရခဲ့မယ်ဆိုရင်တော့မှဒီ1-2တပေါက်တော့ကျွန်တော်တွားနိုင်မယ်လို့ကျွန်တော်ယူဆမိပါတယ်ကျွန်တော်ကတော့90အရင်နဲ့ပဲကျွန်တော်ကလီဗာပူး body ကိုကျွန်တော်ရွေးချယ်နေတယ်ဒီဒုတိယရွေးချယ်မှုအရာကျွန်တော်လီဗာပူးကိုအောက်ကိုကျွန်တော်ရွေးချယ်ကြည့်ချင်ပါတယ်ဒီကိုတော့အကြိုက်တူမှာဒါလိုက်တော့ပါကျွန်တော်ပေးတဲ့ပွဲတွေကဒီ risk တော်များများကိုယူပြီးပေးတဲ့ပွဲတွေထဲမှာပါတယ်ဒီကိုတော့လည်းအကြိုက်တူမှာဒါလိုက်တော့ပါအကြိုက်မတူဆိုရင်ဘက်ကန်ပြီးကစားနိုင်ပါတယ်ဟုတ် brother ကျွန်တော်ဒုတိယပွဲစဉ်အနေနဲ့ကျွန်တော်တို့ဒီည2နာရီမှာကစားမယ်ဒီ Leeds United နဲ့ Sunderland ပွဲစဉ်ဒီပွဲစဉ်ကတော့ဒီကိုတော့နည်းနည်းလေးဒီထူးခြားတဲ့အပိုင်းတွေမှာပါတယ်ဒီဈေးကွက်ပေးထားတဲ့ဈေးကွက်ဈေးနဲ့အရာဒီလက်ရှိကျွန်တော်တို့ပထမအကြော့မှာတော့ကဒီလစ်ကကျွန်တော်တို့အဝေးကွင်းကနေပြီးတော့မှဒီစန္ဒာလန်ကိုကျွန်တော်တို့ level 30ဆိုပြီးကျွန်တော်တို့ဈေးတန်းပေးခဲ့တယ်ဘိုးပေါင်းဈေးက2အနှုတ်30ဆိုပြီးတော့ဒီဈေးတန်းတစ်ရက်ကိုပေးခဲ့တယ်အဲပွဲစဉ်မှာဆိုရင်ဒီ1-1နဲ့ပဲတည်ကြခဲ့တယ်တစ်ဖက်ကျွန်တော်တို့အခုလက်ရှိဒီ Leeds United ကအင်ကွင်းကနေပြီးတော့ level အပြည့်ရှုံးဆိုပြီးတော့ပေးထားတယ်ဘိုးပေါင်းဈေးက2အနှုတ်60ဆိုပြီးတော့ကျွန်တော်တို့ဒီဘိုးပေါင်းဈေးတန်းကိုဖွင့်လှစ်ထားတယ်တစ်ချက်ဒီပေးရတဲ့ဈေးတန်းအရာကြည့်ရင်တော့မှဒီဟိုစန္ဒာလန်ကပဲဒီအဝေးကွင်းတင်းဖောင်ပြက်နေလို့ဒီဈေးတန်းကိုပေးတာလားဒီစဉ်းစားစရာတော့ရှိတယ်ဒီလက်ရှိဘုံပေါက်နဲ့ဘုံပေါက်ပွဲစဉ်တုန်းကဆိုရင်တော့မှအဲ့ဘုံပေါက်ကကျွန်တော်တစ်လုံး90စားလောက်လားကျွန်တော်တစ်လုံးအရှုံးတော့မသိဘူးပြပေးတော့ပေးခဲ့တယ်အဲ့ပွဲစဉ်မှာဆိုရင်ဒီစန္ဒာလန်က1-1ဆိုတဲ့ရလနဲ့သူတည်ကြတယ်ဒီစန္ဒာလန်ဘော်ဒီကြီးအောင်ထားတယ်လို့ကျွန်တော်ပြောလို့ရတယ်ဒီဈေးတန်းအရာအောင်ထားတယ်လို့ပြောလို့ရတယ်လက်ရှိဒီပေးတဲ့ဈေးတန်းအရာဒီအဆင့်15ကနေပြီးတော့ကျွန်တော်တို့ဒီအဆင့်7ကအတင်းကို level အပြည့်ရှုံးပေးထားတယ်ဆိုတဲ့ကနည်းနည်းလေးတော့ဒီစဉ်းစားစရာရှိတယ်အဲ့ဒီဘုံပေါက်နဲ့ဆန္ဒလန်ပွဲစဉ်တုန်းကလည်းကျွန်တော်ပြောခဲ့သလိုပဲလက်ရှိမှာနှစ်သိန်းလုံးကဟိုမြောက်ဒီမြောက်ဖြစ်နေတယ်ဖြစ်နေရအတွက်သူတို့ကဒီအမှတ်ရဖို့အတွက်လည်းအဲ့တော့ဒီတိတ်မလို့ကျွန်တော်ကဘူဂီဖလိုးနဲ့ပဲတွားမယ်ဆိုပြီးကျွန်တော်ရွေးထားပြီးကျွန်တော်ဆန္ဒလန်ကိုပေးခဲ့တယ်အဲ့ပွဲစဉ်မှာဆိုရင်ဒီဆန္ဒလန်ကကျွန်တော်ပြောခဲ့သလိုပဲဒီတရေတစ်ပေါက်နဲ့ပဲ1-1ဆိုတဲ့ရလနဲ့သူပြီးခဲ့တယ်အခုဒီလက်ရှိဒီပေးတဲ့ဈေးနဲ့အရာမှာဆိုတော့မှဒီလီဗာပူးမှာတော်တော်များများကဒီချေးကိုခေါ်ယူထားတယ်လို့ကျွန်တော်ပြောလို့ရတယ်ဘာလို့လဲဆိုတော့ဒီဘက်ကနေပဲဒီကျွန်တော်ကတော့ဟိုရွေးချယ်ပြီးတော့အကုန်လုံးတော်တော်များများကတော့စောကြလိမ့်မယ်လို့ကျွန်တော်ယူဆပြီးဟုတ်ပြီကျွန်တော်ဒီတစ်ချက်ဒီတက်ဖောက်အရာကျွန်တော်ကြည့်ကြည့်မယ်ကျွန်တော်ခုနပြောခဲ့သလိုပဲဒီအဆင့်15ကနေပြီးတော့အဆင့်7ကအတင်းကိုခြေပြတ်ပေးနေရဆိုတာလည်းနည်းနည်းလေးတော့ဒီထူးဆန်းတယ်လို့ပြောလို့ရတယ် brother လက်ရှိကျွန်တော်တို့အခုလက်ရှိမှာ2သိန်းလုံးကဒီလူအင်အားအရာမှာဆိုရင်ဒီ2သိန်းလုံးကလူအင်အားစုံတယ်လို့ပြောလို့ရတယ်ကျွန်တော်တို့အခုလက်ရှိမှာဆိုရင်တော့မှဒီပေးရတဲ့ဈေးနဲ့အရာ Leeds United နောက်ဆုံးကစားရတဲ့ကျွန်တော်တို့ပွဲစဉ်တစ်ချက်ကြည့်ကြည့်မယ် brother အဲ့
လက်ရှိကျွန်တော်တို့ဒီ Leeds United ကဒီနောက်ဆုံး9ဝန်းမှာကျွန်တော် Northern Forest ကိုမှဒီ 3-1 ဆိုတဲ့ရလဒ်နဲ့သူနိုင်လာတယ်ပြီးတော့ကျွန်တော်တို့ဒီ Chelsea ကို 2-2 ဆိုတဲ့ရလဒ်နဲ့တည်ဆော်လာတယ်ကျွန်တော်တို့ Aston Villa ကိုမှ 1-1 ဆိုတဲ့ရလဒ်နဲ့သူတည်ကြတာတယ်ဒီ Man City တတင်းကိုပဲသူ 0-1 ဆိုတဲ့ရလဒ်နဲ့သူရှုံးခဲ့တာ brother ဟိုတော်တော်လေးဒီကောင်းယူတယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုဒီ Man City ကိုကျွန်တော်အိမ်ခွင်းကနေပြီးတော့မှသူဘိုးမရအရေးအတွက်ကျွန်တော်အဲ့ပွဲစဉ်မှာဆိုရင်သူတော်တော်များများကအဲ့ Man City နဲ့ Leeds United ပွဲစဉ်တော့ဘူပေါင်းအပေါ်ဆိုပြီးနေခဲ့တယ်ဒါပေမဲ့တော်တော်များများဒီတော်တော်ဆုံးရှုံးမှုများနိုင်မယ်လို့ကျွန်တော်ယူဆမိတယ် brother တို့လက်ရှိဒီဆန်နာလန်ဒီအဝေးကွင်းဒီစွမ်းဆောင်စီကြည့်ရမယ်ဆိုရင်တော့မှအဝေးကွင်းမှာကဒီဆန်နာလန်ကအခုလက်ရှိမှာ14ဝက်ကစားရတယ်ကျွန်တော်9ပွဲ2ပွဲလောက်ပဲရှိသေးတယ်ကျွန်တော်9ဝက်တည်နေသူ9ပွဲလောက်ထိသူရှုံးလာတယ်ဟိုရာဘောက9ပွဲရှိဆိုကျွန်တော်ပြန်ပေးကိုကဒီ22ပွဲလောက်ထိရှိတယ်အဲ့အတွက်ကြောင့်ဒီပေးရတဲ့ဈေးတန်းအရာက260ဆိုပြီးဒီကိုပေါင်းဈေးတန်းအရာပေးရလို့ပဲဘူကီဒီတက်မှတ်ထားဖို့အရာကဒီ Leeds United ကနေပဲဒီအနည်းဆုံး2စီးလောက်နဲ့သွားမယ်ဆိုတော့သဘောမျိုးကိုပေးရတယ်ကျွန်တော်ကဒီပွဲစဉ်ကိုအနည်းဆုံးတရီတစ်ပေါက်တော့ခံမှန်းတယ် brother တို့ဒါကတော့ကျွန်တော်ရဲ့ဒီထင်မြင်တဲ့ဒီအတွေးခေါ်ယူဆပါညီကိုတို့လည်းတော့အတွေးမြင်တော့တူလိမ့်မယ်လို့ကျွန်တော်မယူဆဘူးဒီတစ်ပတ်ကျွန်တော်တို့ Leeds United ကျွန်တော်တို့အိမ်ကွင်းဆွဲဆောင်ရင်အရင်ကြည့်ရမယ်ဆိုတော့အခုလက်ရှိမှာဒီ Leeds United အိမ်ကွင်းဆွဲဆောင်ရင်ကျွန်တော်14ဝက်ကစားတယ်ကျွန်တော်6ပွဲလောက်ထိနိုင်လာတယ်ဒီ4ဝက်တည်ရင်လည်းကျွန်တော်4ဝက်လောက်ရှုံးလာတယ်ရာကို22ကိုရှိဆိုကျွန်တော်ပြန်ပေးဖို့က19ကိုလောက်ထိတော့ရှိတယ်ဒါပေမဲ့ဆန်နာလန်အနေနဲ့တော့ဒီ Leeds United ကိုအဝေးကွင်းကနေပြီးတော့ခက်ခဲစွာကစားရလိမ့်မယ်လို့ကျွန်တော်ယူဆမိတယ်ဒါပေမဲ့ကျွန်တော်ဒီပွဲစဉ်ကိုတော့ကျွန်တော်ရွေးချယ်ရခက်နေပေမဲ့လည်းကျွန်တော်ကတော့ဒီညမှာလည်းကျွန်တော်အနည်းဆုံးတရီတစ်ပေါက်မှန်းမိရတဲ့အတွက်ကျွန်တော်ဆန်နာလန်ဘော်ဒီတစ်ချောင်းလေးကိုပဲကျွန်တော်ရွေးချယ်ကြည့်ချင်တယ်ပြီးတော့ဒီကိုတို့ဒီဂိုးဘောစီးတဲ့အရာဒီကြိုက်တယ်ဆိုရင်တော့ဒီဂိုးဘောအပေါ်လောက်ကိုဒီနည်းနည်းလောက်ဆုပ်ဖို့ကျွန်တော်အပြန်ပြုတ်ချင်တယ်အနည်းဆုံး2ဂိုးလောက်ထိတော့ရောင်းနေမယ်လို့ကျွန်တော်ယူဆတယ်တကယ်တော့ Leeds United ကန်ကောင်းခဲ့ရင်တော့မှကျွန်တော်2-1ဆိုတဲ့ရလဒ်နဲ့လည်းနိုင်သွားနိုင်သလိုဒီ 1-1 ဆိုတဲ့ရလဒ်နဲ့လည်းတည်ကြနိုင်တယ်အဲ့တော့ကြောင့်ဒီနေ့ညမှာကျွန်တော်ဒီဆန်နာလန်ဘော်ဒီနဲ့ကျွန်တော်ဂိုးဘောအပေါ်ဒီဒုတိယရွေးချယ်မှုအရာကျွန်တော်ဂိုးဘောအပေါ်ကိုနည်းနည်းလောက်ပဲကျွန်တော်ဆုပ်ဖို့အကြံပြုချင်တယ်ကျွန်တော်ဆန်နာလန်ဘော်ဒီကိုကျွန်တော်ပို့ပြီးတော့ကြိုက်ပါတယ်ဟုတ်ပြီကျွန်တော်ဒီနေ့ညပေးခဲ့တဲ့ဒီနှစ်ပွဲကတော့ကျွန်တော်ခုနဲ့လီဗာပူးပွဲတွေကိုတော့ကျွန်တော်လီဗာပူးဘော်ဒီနဲ့ကျွန်တော်ဂိုးဘောအောက်ကိုကျွန်တော်ရွေးချယ်တယ်ပြီးတော့ကျွန်တော် Leeds United နဲ့ကျွန်တော်ဒီဆန်နာလန်ကိုတော့ကျွန်တော်ဆန်နာလန်ဘော်ဒီနဲ့ကျွန်တော်ဂိုးဘောအပေါ်ကိုကျွန်တော်ရွေးချယ်ပါတယ်ကျွန်တော်နှစ်ခုစီတော့ရွေးပေးခဲ့တယ် brother တို့ဒီ brother တို့နဲ့ဒီအကြိုက်တူမှသာတစ်ခုယူပြီးတော့စော့ကြည့်ပါအကြိုက်မတူဘူးဆိုရင်တော့ဘက်ခံပြီးတော့ကစားနိုင်တယ်ကျွန်တော်ကလည်းဒီပွဲစဉ်တွေကိုပေးလို့ဒီအကြီးကလည်းတရားရန်ကုန်ကျွန်တော်တို့ဒီနိုင်ပါမယ်ဆိုပြီးတော့တွက်ချက်ထားလို့မရပါဘူးညီကိုတို့အဲ့ဒါလေးတစ်ခုတော့တတိပြုပေးပါညီကိုတို့နဲ့အတွေးအမြင်အယူအဆတူမှသာလိုက်ဆော့ပါမတိုးစင်ဘက်ခံပြီးကစားနိုင်တယ်ပြီးတော့ကျွန်တော်ဒီညမှာလည်းဒီ Timer Channel မှာကျွန်တော်မင်းညကအဆင်မပြေရဖြစ်တဲ့အတွက်ကျွန်တော်ဒီနေ့ညမှာအကောင်းဆုံးအနေနဲ့ကျွန်တော်၄သင်းမောင်းမဟုတ်ကျွန်တော်၃သင်းမောင်းမဟုတ်ရင်ကျွန်တော်အဲ့၄သင်းမောင်းဖြစ်ကျွန်တော်၃သင်းမောင်းဖြစ်နဲ့ကျွန်တော်အထူးတပွဲကောင်းနှစ်ပွဲကောင်းတော့ကိုကျွန်တော်တေချာလေးရွေးပြီးတော့တင်ပေးပါမယ်ညီကိုတို့စိတ်ဝင်စားရင်ဒီကျွန်တော် channel လေးကိုလာရောက် join ဖို့ကျွန်တော်ဖိတ်ခေါ်ပါတယ်ကျွန်တော်ရဲ့ဒီ comment မှာလည်းကျွန်တော် link လေးချပေးထားပါမယ်ဒီညလေးအနိုင်နဲ့ပိုင်းနိုင်ကြပါစေကျွန်တော်မနေ့ပြန်ကြမှာပြန်ပြီးတော့တွေ့ကြပါ brother